မားလုံးမီလို့ကိုရိုင်းမတောင်းမှန်ရဲရင်ပတ်စံပေးပြီးလူငားလို့ရတဲ့တောင်းမှန်ခြင်းဝင်ဆောင်မှုအမားတစ်ခုခုလုံးမိတာတောင်းမှန်ခြင်းပေမဲ့မျက်နှာပူပြီးမတောင်းမှန်ရဲဘူးဖြစ်နေလားဒါမှမဟုတ်ကိုချစ်သူနဲ့လမ်းခွဲခြင်းပေမဲ့ကိုရိုင်းသွားပြောဖို့အားနာနေပါသလားဒါဆိုရင်တော့ဒီကိစ္စတွေအတွက်လုံးဝစိတ်ပူစရာမလိုတော့ပါဘူးကိုအစားသူများရှေ့ခေါင်းငုံခံပြီးတောင်းမှန်ပြီးမဲ့သူကိုပတ်စံပေးပြီးငားလို့ရနေပါပြီထူးဆန်းတာကဒါကိုတရားမဝင်ခိုးလုပ်နေကြတာမဟုတ်ပါဘူးကုမ္ပဏီတွေထောင်ပြီးတော့တရားဝင်ဆောင်မှုပေးနေကြတာပါဒီဝန်ဆောင်မှုကတော့ထုံးစံတိုင်းလူထူးဆန်းနေပေါ်တဲ့ဂျပန်နိုင်ငံမှာပဲရှိတာပါဂျပန်လိုတော့ရှာဆိုင်ရလို့ခေါ်ပြီးမြန်မာလိုတော့တောင်းမှန်ခြင်းအေဂျင်စီပေါ့ဗျာအခုဆိုရင်ဒီလုပ်ငန်းကဂျပန်မှာတော်တော်လေးကိုတွင်ကျနေပြီးတော့လူမှုရေးပြဿနာတွေကိုပတ်စံနဲ့ဖြေရှင်းခြင်းသူတွေကြားမှာတိတ်ကိုခက်စားနေတာပါဒါပေမဲ့ဒီဝန်ဆောင်မှုကိုသုံးမဲ့ဆိုရင်တော့ပတ်စံတော့နည်းနည်းကုန်ပါလိမ့်မယ်ဘာလို့လဲဆိုတော့သူတို့ကရိုးရိုးတန်းတန်းတောင်းမှန်ပေးတာမဟုတ်ပါဘူးကိုပြဿနာပေါ်မူတည်ပြီးတရုတ်ဆောင်တွေပါငားရံပြီးဇလန်းစင်ဖြေရှင်းပေးတာမဟုတ်လို့ပါဥပမာကိုကရုံးမအလုပ်တွေအရန်မှားထားလို့မျက်နှာပူပြီးအလုံးမသွားရဲတော့ဘူးဆိုပါစို့အေဂျင်စီကိုဖုန်းဆက်လိုက်ရုံပါပဲသူတို့ဘက်ကလူတယောက်လွတ်ပေးပါလိမ့်မယ်အဲ့လူကကိုရဲ့ဆွေမျိုးတော်ဆက်သူဒါမှမဟုတ်မိဘနေရာကနေဟန်ဆောင်ပြီးကုမ္ပဏီကိုဖုန်းဆက်တောင်းမှန်ပေးတာမျိုးလူကိုယ်တိုင်သွားပြီးဒူးထောက်တောင်းမှန်ပေးတာမျိုးလုပ်ပေးပါလိတချို့ဆိုရင်ကိုအလုပ်ချင်းကအရန်ဒေါသကြီးနေတယ်ဆိုရင်တော့စိတ်ပြေသွားငိုပြီးတော့ပါတောင်းမှန်ပေးတာပါနောက်ထပ်လူသုံးများဆုံးနီးလန်းတစ်ခုလည်းရှိပါသေးတယ်အဲ့ဒါကတော့လမ်းခွဲခြင်းဝန်ဆောင်မှုပါကိုကြီးစားကိုရိုင်းလမ်းခွဲစကားမပြောရတဲ့သူတွေကဒီအေဂျင်စီကိုငှားကြပါလိအေဂျင်စီကလူတယောက်ကကိုယ့်ရဲ့မိဘနေရာကနေဟန်ဆောင်ပြီးဟိုဘက်ကကောင်းပါလိသို့မဟုတ်ကောင်းလေးကိုသွားတွေ့ပါလိငါသားနဲ့သမီးကိုသဘောမတူနိုင်ဘူးအခုချက်ချင်းလမ်းခွဲပေးပါဆိုပြီးမိဘပုံစံဖမ်းပြီးတော့ရှင်းပေးတာမျိုးပါဒီလိုမျိုးပြည်ပြအောင်လုပ်ပေးနိုင်မှုအတွက်လေအေဂျင်စီကဝန်ထမ်းတွေဟာတရုတ်ဆောင်တင်တန်းတွေပါတက်ထားရတာပါဒါပေမဲ့ဒီလိုဝန်ဆောင်မှုတွေမှာလေဈေးနှုန်းတွေအမျိုးမျိုးကွဲပြားပါသေးတယ်ဖုန်းဆက်ပြီးတော့တောင်းမှန်ပေးုံဆိုရင်ဈေးတစ်မျိုးလူကိုယ်တိုင်သွားတွေ့ရင်ဈေးတစ်မျိုးတကယ်လို့ငိုပြီးတောင်းမှန်ပေးရမယ်ဆိုရင်တော့အပိုကြီးထပ်ပေးရပါလိငိုရတော်မှမျက်ရည်ကြောင်ငိုပြရရင်ပိုဈေးကြီးပါလိဒီလုပ်ငန်းကအမားလုံးမိထားတဲ့သူတွေအတွက်တော့တော်တော်လေးကိုအဆင်ပြေပါလိကိုယ်တိုင်မျက်နှာပြက်စရာမလိုပဲပြဿနာတွေပြီးသွားတာကိုဒါပေမဲ့မကောင်းတဲ့အမြင်နဲ့ဝေဖန်တာတွေလည်းရှိနေပါလိအဓိကကတော့ရိုးသားမှုပါပဲကိုလှုပ်ထားတဲ့အမားအတွက်ကိုယ်တိုင်ဝင်မခံပဲပတ်စံပေးပြီးသူများခိုင်းနေဆိုတာလူချင်းဝင်နဲ့မညီဘူးလို့ပြောကြပါလိဒါပေမဲ့လည်းဒီဘက်ခေတ်မှာလူတွေကကိုယ်ဂုဏ်သိက္ခာကြောက်မှာကိုအရန်ကြောက်လာကြပါလိဒါကိုတတိထားမိတဲ့စီးပွားရေးသမားတွေကလူတွေရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီးအခုလိုကုမ္ပဏီတွေဖွင့်လာကြတာပါတကယ်တော့ဒါကတွေးကြည့်ရင်ရည်စရာလည်းကောင်းတယ်လို့ရင်နာစရာလည်းကောင်းပါလိပတ်စံရှိရင် sorry ဆိုတဲ့စကားတစ်လုံးကိုတော့မှကိုယ်တိုင်ပြောစရာမလိုတော့တဲ့ခေတ်ကြီးကိုရောက်နေပါပြီစစ်မှန်တဲ့ခွင့်လွှတ်မှုဆိုတာကတော့ပတ်စံပေးပြီးငှားထားတဲ့သစိမ်းတယောက်ရဲ့မျက်ရည်အတူထဲမှာရှိမနေနိုင်ဘူးဆိုတာကိုတော့အမိထားလို့မရပါဘူးချစ်စရာကောင်းတဲ့မျက်နှာဖုံးအောက်ကသွေးအေးလူသက်သမားမြင်လိုက်တာနဲ့အသေးရောက်စရာကောင်းတဲ့မျက်နှာလေးတောက်ပတဲ့မျက်လုံးဝိုင်းလေးဒါပေမဲ့ဒီမျက်နှာလေးရဲ့နောက်ကွယ်မှာတဘာဝတရားရဲ့အကျဉ်းတန်းဆုံးလူသက်သမားတစ်ကောင်ပုံအောင်နေတယ်ဆိုတာသင်ယုံပါမလားသူတို့ဟာသူတို့ခန္ဓာကိုယ်ထက်10စားလောက်ပူကြီးတဲ့သားကောင်တွေကိုတော့အမေးလိုက်ရေးကြပါလိဒါကတော့ဘယင်းရဲ့ဝိယုံဘောကသားမွေးပိုင်ရှင်သို့မဟုတ်အာမင်းတို့ရဲ့အကြောင်းပဲဖြစ်ပါလိဒီတိရစ္ဆာန်လေးတွေဟာကမ္ဘာပေါ်မှာအထူးခြားဆုံးစွမ်းရည်တစ်ခုကိုပိုင်ဆိုင်ထားပါလိအဲ့ဒါကတော့ရာသီဥတုလိုက်အဝတ်အစားလေးလေနိုင်ခြင်းပါပဲနွေရာသီမှာသူတို့ရဲ့ကိုယ်လုံးဟာမြေကြီးအရောင်နဲ့လိုက်ဖက်တဲ့အညိုရောင်ရှိပြီးအဲ့ဒီအချိန်မှာသူတို့ကိုစတုတ်လို့ခေါ်ပါလိဒါပေမဲ့ဆောင်းတွင်းရောက်လို့ပတ်ဝန်းကျင်တစ်ခုလုံးနှင်းဖုံးသွားတဲ့အခါမှာတော့သူတို့ရဲ့အမွှေးတွေဟာဖြူဖွေးတဲ့အဖြူရောင်အဖြစ်ပြောင်းလဲသွားကြပါလိအဲ့ဒီအချိန်မှာတော့သူတို့ကိုအာမင်းလို့နာမည်ပြောင်းခေါ်ကြပါလိဒါပေမဲ့သတိထားကြည့်ရင်မပြောင်းလဲတဲ့အရာတစ်ခုရှိပါလိအဲ့ဒါကတော့သူတို့ရဲ့အမိပြားလေးပါရာသီဥတုဘယ်လိုပဲပြောင်းအမိပြားလေးကတော့အမြဲတမ်းအမဲရောင်အဖြစ်ကျန်ရှိနေတာပါတမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်ဒီတိရစ္ဆာန်လေးတွေဟာဥရောပနန်းတွင်းနေမှာအလွန်ရည်ပန်းစားခဲ့ပါလိရှေးခေတ်ဥရောပဘုရင်တွေဘုရင်မတွေရဲ့ပုံတူပကြီးကားတွေကိုကြည့်ဘူးကြမှာပါသူတို့ဝတ်ထားတဲ့ဝေးရုံတွေရဲ့အနာသက်တွေမှာအဖြူရောင်သားမွေးပွားပွားလေးတွေပေါ်အမဲဆက်လေးတွေပါနေတာကိုတွေ့ဘူးလားဒါဟာတခြားမဟုတ်ပါဘူးဆောင်းရာသီမှာအယောင်ပြောင်းထားတဲ့အာမင်းတွေရဲ့သားမွေးနဲ့သူတို့ရဲ့အမိပြားအမဲရောင်လေးတွေပဲဖြစ်ပါလိအဲ့ဒီခေတ်ကဒီသားမွေးဟာအတန်ရှင်းစင်ကြယ်ခြင်းနဲ့အာနာရဲ့ပြရုပ်ဖြစ်ခဲ့ပြီးမင်းမျိုးမင်းနွယ်တွေသာဝစ်စင်ခွင့်ရှိခဲ့ပါလိချစ်စရာကောင်းတဲ့တမိုင်းကြောင်းပြီးရင်တော့ကြောက်စရာကောင်းတဲ့လက်ရှိအခြေအနေကိုပြောပြပါမယ်စတုတ်တွေဟာဇီဝကမဖြစ်စဉ်အလွန်မြန်တဲ့အတွက်အစားအစာကိုမပြတ်တမ်းစားနေရပါလိဒါကြောင့်သူတို့ဟာအမြဲတမ်းစာလောင်နေပြီးသားကောင်မြင်ရင်ဘယ်တော့မှအလွတ်မပေးပါဘူးသူတို့ရဲ့အထင်ရှားဆုံးမဲလိုက်နီလန်ကိုတော့ Wassewa Dance လို့ခေါ်ပါလိရုံလိုမျိုးသားကောင်ကြီးတွေကိုတွေ့တဲ့အခါသူတို့ဟာရုတ်တရက်ခုန်ပေါက်ပြီးအယူတယောက်လိုလှုပ်ရှားပြပါလိဒါဟာသားကောင်ကိုမျက်စိရှုပ်ပြီးကြောင်သွားအောင်လုပ်လိုက်တာပါသားကောင်ကဘာဖြစ်နေမှမသိငေးကြည့်နေတဲ့အချိန်ကြောင့်မှလျှက်စီးလက်တလို့ဝင်ရောက်ကြိုက်ခဲ့ပြီးအဆုံးစီရင်လိုက်တာဖြစ်ပါလိသူတို့ရဲ့အမဲလိုက်စွမ်းရည်ကောင်းလွန်းတာကြောင့်တချို့နေရာတွေမှာတော့သူတို့ဟာဂီဟာစနစ်ကိုဖျက်ဆီးတဲ့တရားခံတွေဖြစ်လာပါလိအထူးသဖြင့်နယူးဇီလန်နိုင်ငံမှာပါနယူးဇီလန်မှာကြွက်တွေကိုနှိမ်နင်းမှုအတွက်စတောက်တွေကိုတင်သွင်းခဲ့ပူပါလိဒါပေမဲ့ရလက်ကတော့ဇိုးရွားခဲ့ပါလိစတုတ်တွေကကြွက်တွေမကပဲပြေးလွှားဖို့မကျွမ်းကျင်တဲ့နယူးဇီလန်ဒေသမျိုးရေးငှက်မျိုးစိတ်
ဥပမာကီဝီငှက်တွေကိုပါမျိုးသုံးလူနီးပါးတပ်ဖြတ်စားတောက်ခဲ့ကြပါတယ်။ဒါကြောင့်အခုချိန်မှာတော့နယူးဇီလန်မှာသူတို့ကို Public Enemy No. 1အဖြစ်သတ်မှတ်ထားရပါတယ်။ Stomach Armin ဆိုတာတဘာဝတရားကဖန်တီးထားတဲ့အလှပဆုံးလက်ရာတစ်ခုဖြစ်တယ်လို့တစ်ဖက်မှာလည်းအလွန်အန္တရာယ်များတဲ့သားရဲတစ်ကောင်ဖြစ်ပါတယ်။ရုပ်ရည်ကချစ်စရာကောင်းပေမဲ့သူတို့ရဲ့တပ်ဖြတ်နိုင်စွမ်းကတော့ short တွက်လို့မရပါဘူး။ကဲမိတ်ဆွေတို့ကဒီလိမ့်ဆန်လေးကိုအိမ်မှာမွေးထားကြလားဒါမှမဟုတ်သူတို့နဲ့ဝေးဝေးမှာနေကြလားဆိုတာကွန်မန့်မှာပြောပြပေးသွားပါဦး။